ဒီကနေ့တက်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်စီကရခိုင်ကမြို့နယ်၄ခုမှာရွေးကောက်ပွဲကျင်းပလို့တဲ့အတွက်တောင်ကုတ်ရိုလန်းနဲ့အဲရိုလန်းကနေရခိုင်ပြည်ကိုပြန်လည်ဝင်ရောက်နိုင်ဖို့အတွက်စစ်စင်ရေးတွေအပြင်းထန်ပြုလုပ်နေတဲ့ဆိုတဲ့သတင်းကြောက်ဖြူမှာAAကချုံခိုတိုက်ခိုက်လို့အကြမ်းဖက်စစ်တပ်ကမုံမိုးအဆင့်အပါအဝင်အယောက်30လောက်သေဆုံးတဲ့တဲ့ရခိုင်ဒေသကလူနေကြီးရွာရက်ကွက်တွေကိုမြန်မာလေတပ်ကစစ်ကောင်စီဟာရခိုင်ကမြို့နယ်၄ခုမှာရွေးကောက်ပွဲကျင်းပလို့တဲ့အတွက်တောင်ကုတ်ရိုလန်းနဲ့အန်ရိုလန်းကနေရခိုင်ပြည်ကိုပြန်ဝင်နိုင်ဖို့အတွက်စစ်စင်ရေးတွေအပြင်းထန်ပြုလုပ်နေရမှာအကြအဆုံးတွေညာပြီးအောင်မြင်မှုမရဖြစ်နေတယ်လို့သတင်းရရှိပါရယ်မကွေးတိုင်းပဒန်းလန်းကနေအန်ဖက်ကိုဝင်ရောက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နိုင်ရီကန်လေကြောင်းရန်ကောက်ွယ်ရေးစခန်းနဲ့အနီးဝန်းကျင်မှာAAဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေအကျဉ်းထန်ဖြစ်ပွားနေတယ်လို့သိရပါရယ်အခုလိုထိုးစစ်ဆင်နေပေမဲ့လည်းအခုရက်ပိုင်းအတွင်းမှာအာရခတပ်တော် AA ကနိုင်ရီကန်လေကြောင်းရန်ကောက်ွယ်ရေးစခန်းကိုအထက်ကထောက်ကူပို့ပေးနေတဲ့ကာကင်းစခန်းကုန်းတစ်ခုဖြစ်တဲ့ဂိုကြီးစခန်းနဲ့စွန်ချက်ပန်ဝင်ကျင်းကစစ်စခန်းကုန်းတွေကိုတွင်းပိုက်ခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကပြောကြပါရယ်အခုလိုတွင်းပိုက်ခံရပြီးတဲ့နောက်မှာနိုင်ရီကန်လေကြောင်းရန်ကောက်ွယ်ရေးစခန်းရဲ့အနီးအနားကိုသာမကအရင်ကအာရခတပ်တော်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာတွေကိုလေရင်အမျိုးအစား၃မျိုးနဲ့ပုံလာကြေးခဲ့တယ်လို့သိရပါရယ်အလားတူပဲပန်းတောင်ဖက်ကနေတောင်ကုတ်လမ်းအတန်းဝင်ရောက်နိုင်ဖို့အတွက်စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ရမှာလဲညောင်ကျိုးအနားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ဖက်ကထိခိုက်ကြဆုံးမှုတွေများတယ်လို့ဒေသခံတွေကပြောကြပါရယ်မနေ့ကဆိုလို့ရှိရင်လေAAကပြန်လေသိယူထားတဲ့လေသာတောင်စခန်းကိုစစ်တပ်ကပြန်လေထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါရယ်ထိုးစစ်ဆင်လာတဲ့မြန်မာစစ်တပ်တပ်ရင်းတွေကတော့စကခဆက်ခွန်စကခ14လက်အောက်ခံတပ်ရင်းတွေဖြစ်ကြပြီးအင်အား1500လောက်ထိပါဝင်နေလို့ညမကြမီကအာရခတပ်တော် AA ကထုတ်ပြန်ထားတဲ့သတင်းမှာဖော်ပြပါရယ်အခုလိုအင်အားဖြည့်ထိုးစစ်ဆင်နေပေမဲ့လည်းစစ်တပ်ရဲ့စစ်မှုမထမ်းမနေရဥပဒေအောက်မှာပုံစံအမျိုးမျိုးနဲ့အတင်းအဓမ္မစစ်သားတစ်စုဆောင်ထားပြီးရဲတို့တင်းတန်းတွေပေးကတင်းတန်းဆင်းလာကြတဲ့ရေပေါ်တစ်တွေနဲ့စုဖွဲ့ထားတဲ့တပ်ရင်းတွေဖြစ်ကြတာကြောင့်လေရင်ဒရုန်းတွေနဲ့စစ်ကူပေးနေတာတောင်မှAAနဲ့ပူပေါင်းတပ်တွေကိုမြေပြင်မှာမရှင်းနိုင်ပဲဖြစ်နေတယ်လို့မြေပြင်စီးရေးသတင်းရင်းမြစ်တွေကပြောကြပါရရှင်ရခိုင်ပြည်ကြောက်ဖြူမျိုးနယ်မှာထိုးစစ်ဆင်လာတဲ့အကြမ်းဖက်မြန်မာစစ်ကြောင်းတစ်ခုကိုအာရခတပ်တော် AA ကခြုံခိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကဗိုလ်မှူးအဆင့်အပါအဝင်အယောက်30လောက်တေဆုံးသွားတယ်လို့သိရပါရယ်ကြောက်ဖြူမျိုးနယ်ဂေါ်တူတောင်အနီးအနားပတ်ဝန်းကျင်ကိုစက်တင်ဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဟာဂေါ်တူတောင်နဲ့ကလဘာကြီးရွာကြားမှာ AA ရဲ့ခြုံခိုတိုက်ခိုက်မှုတွေခံရတယ်လို့သိရပါရယ်အဲဒီဗိုလ်မှူးအဆင့်ပါတဲ့အဲဒီစစ်ကြောင်းဟာစက်တင်ဘာလ30ရက်နေ့ညမှာအထိနာပြီးတော့အလောင်းတွေကိုအော်တိုဘာလ1ရက်နေ့ကလာရောက်ဆွေးထုတ်သွားတယ်လို့လည်းအမည်မဖော်လို့သူတယောက်ကပြောပါရယ်ဒီစစ်ကြောင်းဟာအမှတ်30နေရတဲ့ရင်ဖက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဖြစ်ပြီးတော့အင်အား190လောက်ပါရှိတယ်လို့ပြရပါရယ်ချုံကိုတိုက်ခိုက်ခံရတဲ့အတွက်စက်တင်ဘာလ29ရက်နေ့ကစပြီးတော့အော်တိုဘာလ1ရက်နေ့မနေ့အထိကိုနှစ်ဖက်တိုက်ပွဲတွေအလွန်ကျင်းထန်နေတယ်လို့လည်းဒေသခံတွေကပြောကြပါရယ်ရှင်နောက်ထပ်ရခိုင်တဲ့ဘောအနေနဲ့ကတော့မြန်မာလေတပ်ကအာရခဒေတာကလူနေကျေးရွာရက်ကွက်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်2025ခုနှစ်စက်တင်ဘာလတလရဲ့အတွင်းမှာအရက်သား23ဦးသေဆုံးပြီးတော့49ဦးတရားရရှိခဲ့ပါတယ်။ ULA ကအော်တိုဘာလ2ရက်နေ့ကစစ်ကော်မရှင်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကြောင့်သေဆုံးတရားရရှိသွားတဲ့အာရခဒေတာကအပြစ်မဲ့အရက်သားပြည်သူတွေစီးရင်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။သေဆုံးသူ23ဦးမှာ19ယောက်ကတော့အမျိုးသားတွေချစ်ကြပြီးအမျိုးသမီး4ဦးပါဝင်တယ်လို့သိရပါတယ်။တရားရရှိသူ49ဦးအထက်မှာတော့အမျိုးသား29ဦးနဲ့အမျိုးသမီး20ဦးတို့ပါဝင်တယ်လို့ဖော်ပြထားပါတယ်။စက်တင်ဘာလတလရာအတွင်းမြန်မာလေတပ်ဟာအာရခတပ်တော်ထင်းရှုပ်ထားတဲ့ရခိုင်ပြည်ကကြောက်တော်တန်တွေနဲ့ရှင်းပြည်ကပလန်ဝါတို့ကိုလည်းမုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာမြန်မာစစ်တပ်ကပလောဝါမြို့ကိုဂျက်ဖိုက်တာနဲ့3ကြိမ်တိုင်ပုံချဲတိုက်ခိုက်ခဲ့ရမှာတော့အရက်သားမျိုးသမီး2ဦးသေဆုံးက23ဦးအထိတရားရရှိခဲ့ပါတယ်။အလားတူပဲစက်တင်ဘာလ29ရက်နေ့ညပိုင်းမှာတန်ရွေမြို့ကိုထပ်မံပြီးဂျက်ဖိုက်တာနဲ့2ကြိမ်တိုင်ပုံချဲတိုက်ခိုက်ခဲ့ရမှာတော့အပြစ်မဲ့ပြည်သူ2ဦးသေဆုံးက9ဦးအထိထိခိုက်တရားရရှိခဲ့ပါတယ်။စက်တင်ဘာလ12ရက်နေ့ညအချိန်မှာလေကြောက်တော်မြို့
တရက်တပင်ရွာကပညာပန်းခင်နဲ့အမြင့်သစ်ကိုပိုင်အထက်တန်းကျောင်းပေါ်တာဆောင်တွေကိုမြန်မာစစ်တပ်ကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ရမှာကျောင်းသားကျောင်းသူ20ကျော်တေဆုံးပြီးတော့22ဦးတရားရရှိခဲ့ပါတယ်။ဒီကနေ့ရရှိခဲ့တဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွား